အားလုံးပဲမင်္ဂလာပါဒီနေ့တော့လွယ်ပြီးတော့အသုံးလဲများတဲ့ကိုရှိပွန်ကဲဤစော်ကိုချင်တဲ့ဟာရှိတယ်ဆိုတဲ့သုံးများတဲ့စကားပြောလေးကိုကြည့်လိုက်ကြရအောင်နော်ဟာတာလောက်တီဟာကိုရှိပွန်ကဲဤစော်ဟာကိုရှိပွန်ကဲဤစော်ကိုလောက်ချင်တဲ့ဟာရှိတယ်ဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်လွယ်ပါတယ်နော်ခက်လည်းမခက်ပါဘူးအဲ့တော့နောက်ဝကြလေးတွေကိုဆက်ပြီးတော့ကြည့်လိုက်ကြရအောင်먹다 사디 먹고 싶은 게 있어요. 먹고 싶은 게 있어요. 사진을 하시래. 싸다 왜디 싸고 싶은 게 있어요. 싸고 싶은 게 있어요. 외진을 하시래. 말하고 싶은 게 있어요. 말하고 싶은 게 있어요. 뼈진을 하시래. 말하다 소라 뼈라봐. 소라 말하고 싶은 게 있어요. 뼈진을 하시래. 소비로 대배야 말해. 배우고 싶은 게 있어요. 배우고 싶은 게 있어요. 땡유지아를 시래. 땡지아를 시래. 소비로 대배야 말해. 거기 가면 먹고 싶은 게 있어요. 거기 가면 먹고 싶은 게 있어요. 거기 소라 호니아 에티버너 가다 소라 또하디 가면 소라 또하이 먹다 사디 먹고 싶은 게 있어 하자로 사진을 하시래. 소라 거기 가면 먹고 싶은 게 있어요. 에리고 또하이 사진을 하시래. 소비로 대배야 말해. 언제가 해보고 싶은 게 있어요. 언제가 해보고 싶은 게 있어요. 언제가 소라တနေ့နေ့တစ်ချိန်ချင်းပြောတာပါ해보다ဆိုတာလုပ်ကြည့်တာ해보고 싶은 게 있어ဆိုတာလုပ်ကြည့်ရှင်တဲ့ဟာရှိတယ်언제가 해보고 싶은 게 있어요. တစ်ချိန်ချင်းကြာရင်တနေ့နေ့ကြာရင်သူလုပ်ကြည့်ရှင်တဲ့ဟာရှိတယ်ဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်အဲ့တော့ meaning လေးတွေကိုကြည့်လိုက်ကြရအောင်နော်가다 또하디 먹다 사디 사다 왜디 말하다 뼈뼈디 배우다 레라디 거기 에리 언제나တနေ့နေ့ဒီနေ့ရဲ့သင်ခန်းစာလေးကတော့ဒီလောက်ပါပဲရှင်အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးပါ